အားလုံးကြားကြသမျှမြတ်ယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအားလုံးကြားကြသမျှမြတ်ယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအားလုံးကြားကြသမျှမြတ်ယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုပါဗျာအားလုံးအမြတ်ရရင်တောက်ခေါ်နေကြပါစေပရှုပါနေနဲ့ပွဲတိုင်းရောပွဲကြည့်ရတာကွာမတန်လိုက်တာဘားရင်ကန်ကောင်းလို့နိုင်သွားတာပွဲစားစားချင်းမှာတိုင်းကျော်ရဲ့တိုက်ွက်ကြီးကမြန်လားမမင်းဟာကိုသာညွန့်ကလည်းကန်ချက်ကိုအထီးခံပြီးတော့ခြေထောက်ကိုဖမ်းပြီးစောင့်တွန်းလိုက်တာလေပွဲတိုင်းကျော်ကနောက်ကိုလန်ပြီးတော့လက်ထောက်လိုက်တာလက်စစ်ကျိုးသွားတယ်လက်စစ်ပြုတ်သွားတယ်အဲ့ဒါတံမြန်တိုက်ွက်လို့ခေါ်တယ်ကိုသာညွန့်ရဲ့အဲ့ဒါကြောင့်ပြောတာပေါ့လက်ထောက်လိုက်တော့လက်စစ်ပြုတ်လို့ရှုံးတာအဲ့ဒါကြောင့်ဘားရင်ကန်ကောင်းတယ်လို့ပြောတာကွာဟာကိုသာညွန့်ကအမြဲကတိကပဲပြောနေတာဟဲ့လူအရေးချင်းရှိလို့ချန်ပီယံဖြစ်လာတာချန်ပီယံကိုစိန်ခေါ်ဖို့ဟာဖိုက်တာအဆင့်စစ်ကိုအနိုင်ထိုးကြီးမှတက်လာတယ်ပေါ့သေးသေးရေးချင်းမို့စဉ်းစားလည်းပြောလေဗျာညငါတို့ဝိုင်းမှာငါတို့ပြောနည်းနည်းပါဆိုင်ကိုမင်းတော့ကြက်ကရှုံးလာကြတယ်ကွာမင်းကသူများဝိုင်းပြဿနာလာရှာငါတို့မှရောစရာမရှိတော့ဟိုတောက်စရာမရှိဘူးဒါမှမဟုတ်ပါဘူးနော်ဘာတိမင်းအေးစိတ်တော့ဟဲ့မင်းကသွားလိုက်ဟဲ့လူကြောက်ကဝင်ရှုပ်တာမဟုတ်ဘူးခင်ဗျားပြောရတာအဓိပ္ပာယ်မရှိလို့ဝင်ပြောတာအေးချင်းရှိလို့ချန်ပီယံဖြစ်တာကျုပ်လည်းအရေးချင်းရှိလို့ခင်ဗျားကိုလာပြောတာရှိအောင်အင်းမွေရှင်မတက်ဘူးတို့ရင်လာတော့တိုးမမှန်ပေးရလားဒါမဲ့လေကိုဒီလာမှာ तू မပေးတာလေပတ်ပြေသွားပြီတိလားဟုတ်ကဲ့တမီးတော့တောင်းလိုက်မယ်လေအေးဟောနေရောမညံ့ရောဒေါ်လေးမညရင်ကလေမြို့ကိုသွားပြီးတော့ငါ6သွားရောက်နေအဲ့ရအပြန်ကြလို့ရှင်တခါတည်းဝင်ပေးပါမယ်တဲ့သူတို့ကလည်းလေယူတော့ကတော့လေအမလေးအတော့ကိုမှန်မှန်ပေးပါမယ်မှန်မှန်ပေးပါနဲ့အခုကြည်စမ်းမအောင်ငါတို့တူကြီးကလေဒီအတိုးလေးနဲ့စားတောက်နေရတဲ့ကိစ္စတခုပဲနောက်ခါကျလို့ရှိရင်အတိုးပဲပေးလို့ရှိရင်မချီဘူးအမိုင်းမှန်မှန်ပေးပါချီနော်တမီးတိချပြောပါမယ်သူတို့ဘသူတွေကြံသေးလဲမပူတို့ငါပူတူနဲ့ရင်ကကြံသေးတယ်နော်ကိုမောင်တို့အရက်ဘိုးတွေမပေးသေးဘူးဒီကောင်ကအမြဲတမ်းအဲ့တိုင်းပဲဟုတ်တယ်ဟဲ့အီမိုရဲ့အီမိုဘာလဲလာလေဘာကိစ္စလဲပြောလေအော်ဘာကိစ္စလဲပြောလို့ပြောနေတယ်အီမိုရဲ့ငါစကားနဲ့တယ်လေဟုတ်ပါပြီပြောလို့အဲ့ဒါစကားနေတဲ့ကိစ္စငါစကားနဲ့တာနင်းလဲသိရတာနဲ့ဩဒါပဲထက်ခါတလဲလဲစကားနဲ့အများကြီးမသိဘူးနေလိုင်းကိစ္စပြောပါလေဒေါ်ပိုင်စီရဲ့ဘာဒေါ်ပိုင်စီလဲဟဲ့ဒေါ်ပိုင်ဆုံးဩကတော့ဒေါ်ပိုင်ဆိုရဲ့ကျွန်တော်စကားနဲ့တာလဲဒေါ်ပိုင်ဆိုသိရတာနဲ့ကျွန်တော်ဘယ်လောက်ဒီစကားနဲ့လဲကျွန်တော်ဒီကူလာတာလေလမ်းမှာတန်ချောင်းနဲ့တွေ့ဖဲသွားမလို့လဲပြီးကျွန်တော်ကစကားနဲ့တယ်လေဒီကိုလာပြီးအီမွန်နိုစီလာပြီးပတ်စံချိရဲလို့ပြောရင်ထောက်ကြောတမျိုးထင်နေမှာသူတို့ကျွန်တော်စကားနဲ့တယ်လေအဲ့နဲ့သူ့ကိုမပြောမဲနဲ့ဟိုဘက်သွားမယ်ကွာဆိုပြီးတော်ပြီးချွတ်လာနိုင်ရောက်တော့ခလေးတယောက်တွေ့တယ်အဲ့ဒီခလေးလေးကမြောင်းနဲ့ပြုတ်ကြဩအဲ့လေစကားနဲ့တာပဲလားကျွန်တော်စကားနဲ့တယ်လေ
စကားနဲ့တော့အဲ့ဒီကလေးလေးကိုကျွန်တော်ကနေပြီးတော့အော်ဒီကောင်လေးတော့ကမြင်းကျော်ထတာတော့ဘုကဖြစ်တော့မှာပဲဆိုကျွန်တော်ဆွဲတင်ပြီးတော့အပေါ်ထားခဲ့ကျွန်တော်စကား စကားနေတယ်သိတယ် တိတ်ပြောတော့ဘူးအဲ့ထွက်လာပြီးတော့ဒီဘက်အိမ်ဝင်ရောက်ခင်မှာလမ်းမှာစကားအရင်များတယ်ကိုသိမ့်မောင်နဲ့တော့တွေ့ခဲ့တယ်ငါစကားနဲ့တော့သူ့ပြောချင်ပါဘူးက ကဲဘာတွေပြောနေရတော့လာရင်ကိစ္စကိုမင်းနေတာ ဟောငါစကားရမ်းနေတယ်လေအေးလိုရင်းပြောဆိုလို့ငါပြောမယ်နော် အေးပြောပါ ဩငါစကားရမ်းနေတာနင်းပြောဆိုလို့ငါပြောမှာနော်ဒီလိုဟာငါပိတ်ရင်မှာပိုးတွေကြာတယ်အဲ့ဒါငါမျိုးတက်ပြီးတော့ပိုးတက်စီဝဲမလို့ပိုးတက်စီနဲ့ဖြန်းလိုက်လေပိုးကောင်လေးတွေကတေသွားမှာအဲ့တော့ငါရွာဦးကျောင်းဆရာတော်စီသွားပြီးတော့အဲ့ဒီပိုးကောင်လေးတွေတေသွားရင်ကျွန်တော်အဲ့ဒီဟာငရဲကြလားပါနာတိပါတာကန်ထိုက်လားမထိုက်တာဆရာတော်သွားရှောက်မလို့ ဟာကဲလိုရင်းကိုပြောပါဆိုဘာတွေပြောနေမှန်းမသိဘူး ငါမပြောချင်ပါဘူးနေမင်းလို့ငါရှင်းပြရ မလေးဟဲ့ကော လိုရင်းကိုပြောရမယ်ဆိုရင်ဟာပတ်စံလာချီးတာ စောစောတည်းကပြောပြီးနေတဲ့ကိစ္စဘယ်လောက်ယူမှလဲပြော 35ချက်ဗျာ ကဲဒေါ်လေးမြ мян သွားရွေးလိုက် အေးပါဟဲ့ သူပေါက်လိုက်ပြောနေဦးမှာ အတိုးတော့မှန်မှန်ပေးရမယ်နော် ဩကျွန်တော်ကစကားနဲ့တလို့ဂရိတီပါ ဟဲ့လေအဲ့လိုပဲဒီတို့က သွားပါတော့ဒေါ်လေးရဲ့နားရင်းနီးလိုက်တာ ငါစကားနဲ့ပါတယ်ဟာနင်းကရှင်းပြခိုင်းလို့ငါရှင်း အော် ပြ ဟုတ်ပါပြီလို့ဆိုနေဟုတ်မလေး မအိမ်မရေမအိမ်မ ဟဲ့ ခင်ဗျားရောက်တာချင်းကိုအလဲရောအကြံပြီထမင်းကြိုက်လေးပါလိုက်ပို့လိုက်အောင် တကြီးအိမ်ကိုအလဲသွားထမင်းညိုက်ပို့စရာလား ဒေါ်လေးရဲ့ကျမသိပါတယ်ကျမသိပါတယ်ဟဲ့ဘာပြဿနာဖြစ်ပြန်ပြီရဲ့လဲ အရက်ဆိုင်မှာရက်စစ်တာတဲ့သူ့လက်ချက်နဲ့ဥဒညူရခေါင်းခေါင်းရတယ်အဲကြောင့်မို့တကြီးရင်အလဲရောသွားတာ ကဲရောအောင်မယ်ဒေါ်လေးရေ လာပြန်ပြီ လိုက်ခဲ့ပေးပါအောင်ကျမနဲ့ကူပြီးတော့ဝိုင်းပြီးတောင်းပန်ပေးပါအောင် အေးပါဟဲ့အေးပါဟဲ့ဟမ်ငါလည်းအမြင်နဲ့ပါနေရတာပဲလေ ဒီလင်တယောက်နဲ့ရတော့ငါလေ ဟဲ့ငါရေစားလို့ကွာရေတစ်ခွက်တော့တောက်စား တကြီးကဘာမှတောက်ပြောဟာတယ်ဗျာတကြီးလာမှတောက်ဗျာ ကြီးရလဲကွာရေစားသွားဆိုရင်က ခုနေတွေ့ရှင်ဆိုတာလေကျမရှာသမျှပတ်စံအကုန်လုံးထိုင်ဖြုံးနေတော့တာပဲကျမဘယ်လောက်ရှာမလောက်ဘူးရှင်ဒီလိုမျိုးတွေလုပ်ပုံမျိုးနဲ့ ငါ့ကိုနားပူအောင်မလုပ်ပါနဲ့မိမဟာဒီမှာထိတ်တုံးကြီးနဲ့နေရထိုင်ရခက်တဲ့ကြားတဲ့မင်းကတစ်မျိုးငါသားကြီးရောင်းပြီးလေမင်းပတ်စံနေအကုန်ပြန်ရမယ် ဒါပဲဟာဘယ်ကသားကြီးလဲပေါ်လာကဲဒေါ်လေးမသိပဲနဲ့ပြောမနေပါနဲ့သားကြီးဆိုတာသူ့ရဲ့ကြက်ဖားကိုပြောတာကြက်ဖားကိုပြောနေတာ ပြောလာနေ ဟုတ်တယ်ကျုပ်သားကြီးက9ပွဲတိတိကြေးစားပြီးနိုင်ထားတာ3000နဲ့လောက်ဝဲတော့မရောင်းသေးဘူးတပွဲ2ပွဲလောက်တိုက်ပြီးမှရောင်းဖို့စီစဉ်ထားတာအဲ့ကြရင်လေမင်းပတ်စံနေအကုန်ပြန်ရမယ် ဟာပြောချင် နင်တို့ရောက်နေတာ ਨੇ အတော်ပဲဟေးငါအခုတာညွန့်အိမ်ရနေပြန်လာတာဒဏ်ရာတော်တော်ပြင်းတယ်မြို့ကိုသွားပြီးစေကမ်းပြရင်းနဲ့ရဲစခန်းမှာအမှုဖွင့်မလို့ဆိုပြီးငါ့ကိုခေါ်နေတာနင်တို့ရောက်နေမှန်းသိလို့ငါအမြန်ပြန်လာတာတယောက်ညှိနိုင်တိုင်တိုင်မင်းလှုပ်ပြီးတော့ရော်ကြီးတာပြေးလိုက်ပါတော့ဟာဟိုဂျားတဲ့ကနေပြီးတော့ငါအကောင်းဆုံးဖြစ်အောင်စီစဉ်ပေးပါမယ်အဲ့ဒါနင်တို့လည်းအလုံးမရှုပ်တော့ဘူးငါလည်းအလုံးမရှုပ်တော့ဘူးပေါ့ဟာ ဘယ်လောက်တောင်ရောအောင်ပါလဲတကြီး 1000လောက်ဆိုရင်ရတယ် ရှင်1000လောက် ဟေ့အောင်တို့နေပါဦးကွာမင်းတို့ကခက်နေပါဦးမင်းတို့အကြောင်းစုံလေးလည်းငါ့ကိုပြောပြတယ် ဟိုကောင်နေသွင်းဒီကောင်ချက်ကိုရိုးသားလားမကြိုက်ဘူးကောက်ကလကြည့်လို့တိုက်လက်ချက်ရှုံးသွားအခုအမကျင်းတဲ့လူကောင်လေးရွာထိပ်မှာရှိရဆိုလို့တော့တမမလို့ သွားဆော်မှာကျွန်တော်ဟာအေးသွားအဲ့ကောင်လူဘာမှများနေပြီငါလာလိုက်ပြီ လားကလကြည့်တော့ကောင်